မင်းမချိုလေးဟမ်ရှုံးအိမ်တော်ကမင်းကိုပြစ်ထားတယ်ရှမ်းအိမ်တော်နဲ့ခန့်ထရလဲဒုက္ခရောက်နေပြီလေခုထိငါ့ကိုမျက်နှာလဲခွဲပြစ်လုပ်နေတော့လို့လားနင်ရဲ့ညစ်ပတ်တဲ့လက်ကိုဖယ်လိုက်စမ်းညို့ငါသတိပေးလိုက်မယ်နော်ငါအကိုနဲ့ရှိုင်တော့ဒီလောက်ထိဒုက္ခပေးထားတာတော့မှပဲငါနင့်ကိုဘယ်တော့မှအလွတ်ပေးမှာမဟုတ်ဘူးဟာထွက်သွားဟာရဲပါခေါ်ချင်သေးလားခေါ်လိုက်လေဒီနေ့ကငါ့ရဲ့ကြံအိမ်တော်ကဒီတစ်မြို့လုံးမှာချမ်းသာဆုံးပဲရန်ချန်တစ်မြို့လုံးချုပ်ကင်ထားတယ်ဘယ်သူကမြန်ငါ့ကိုရဲဖမ်းမလဲဆိုတာစောင့်ကြည့်ရသေးတာပေါ့ခန့်ထရတော့ထောင်ချမှသိကြနေပါပြီမင်းဘယ်လိုလုပ်မှာလဲအချောလေးရယ်ငါလည်းမင်းကိုလုံးဝအကြက်မကင်ချင်ပါဘူးမင်းကငါ့ကိုကောင်းမှုပြုစုပေးမယ်ဆိုရင်ငါစိတ်ကျဉ်နဲ့တော်တဲ့အခါမင်းကိုလွတ်ပေးလိုက်မယ်လေဘယ်လိုလဲမွေးလိုက်တာခန့်တဲ့ဆိုတဲ့ကောင်ကတကယ်ကိုကန်ကောင်းတဲ့ကောင်ပဲဒီလိုဆွဆောင်မှုရှိရဲ့ကိုလို့ကိုပေါ့ကြည့်ပါဦးအရင်ကငါမင်းကိုခေါ်ပြီးတော့ကိစ္စပြီးအောင်လုပ်ပြတဲ့လော့နင်အဲ့လိုညစ်ပတ်တဲ့စိတ်ကူးတွေနဲ့ငါ့ကိုလာပြီးတော့ဆွဆွဲမနေနဲ့မျက်နှိုးဝေမင်းငါရှိမှအပြိုစီလာပြီးတော့ဟန်ဆောင်နေတာလားခန့်တဲ့ကမင်းကိုသူ့ဘေးမှာထားပြီးတော့မင်းနဲ့မအိပ်ဘူးလို့ပြောရင်ဘယ်သူကယုံမှာလဲကွာမင်းနဲ့မင်းကိုလုပ်ခဲ့ကြရဲ့အဲ့ညစ်ပတ်တဲ့အလုပ်ကိစ္စတွေကိုလေရန်ချန်တစ်မျိုးလုံးသိတယ်မင်းတို့မသိကြတာမင်းကငါ့ကိုယူစရာကောင်းတယ်ပြောတယ်မင်းတို့ကဘယ်လောက်သက်ရှင်းနေလို့လဲမငင်းချင်စမ်းပါနဲ့မလုပ်ခဲ့ဘူးဆိုရင်အစောပိုင်းကရှန်အိမ်တော်ကခန့်တဲ့ဂုတ်တိခါကာကွယ်ဖို့အတွက်ဆိုရင်မင်းတို့နိုင်ငံသားကိုအတင်းကျပ်လွတ်လပ်စရာလိုလို့လားငါ့ကိုပြောပါအောင်မင်းခန့်တဲ့နဲ့ဘယ်နှခါလောက်အတူတူအိပ်ဘူးလဲဘယ်လိုတွေအိပ်ခဲ့ကြရလဲကဲဟာနင်ပါစကိုပိတ်ထားလိုက်ကောင်းမှုပြောတော့မှနားမထောင်ရင်အပြစ်ပေးခံရမှာပဲဒီနေ့ငါမျိုးကိုလော့အကို